အားပေးပါကိုယ့်ရဲ့ဆက်အနောက်နယ်လေးကိုနော်ကမ္ဘာစီလာပါContestant number 5, Mrs. Kiki Legaro, top 16 နေကိုဝင်သွားပါပြီ။နောက်ချက်လာမဲ့တူလေးကတော့ Contestant number 1, Mrs. Sexy 8ပါလေရှင်။ကျမတို့အားပေးနိုင်တဲ့ညီနံပါတ်3ကြီးတိုင်းချက်ချင်းကျမကျင်းရပေးပါပါနော်။ Okay ဒါဆိုရင်တော့ contestant number 5နဲ့1ကတော့အားလုံးရဲ့ရှေ့မှာဆိုတော့ရှိလာပါပြီ။နောက်ချက်အလှမဲ့တူကိုကျင်းရပေးပါမယ်။နောက်ချက် top 6ကြီးနဲ့ဝင်ရောက်လာတဲ့အလှမဲ့လေးကတော့ contestant number 8 Mrs. Kaifa Udi ပါလေရှင်။ဟုတ်ကဲ့ဒီရှိမှာကိုယူလာပါတယ်ထပ်မံပြီးတော့နောက်ချက်၄ခုလောက်နဲ့ရောက်ရှိလာတဲ့အလှမဲ့လေးကတော့ contestant number လောက်ပါအောင်ကျွန်တော်ချက်တာဆိုရင် contestant number နောက်ချက်နှစ်ဦးဝန်းကျန်ရှိပါတော့လေရှင်။ဒါဆိုရင်နောက်ချက်တူကိုကျင်းပြပေးပါမယ်။ဒီကနေ့ခွဲတန်းချင်းမှာ top 6စီးတဲ့ကိုဝင်ရောက်လာတဲ့နောက်မယ်လေးကတော့ contestant number ဒီနေ့ကြားလိုက်လို့ပဲ contestant number 2 Mrs. Yuya ပါပါရှင်။ Congratulations ပါရှင်။ဒီနေ့ရဲ့စီးလေးကများစွာတဲ့ဒီလိုချက်ချင်းကိုကျွန်မပေးချင်ပေးတာဖြစ်ပါတယ်။ကျွန်တော်တို့ contestant number 2 Yuya ပါ congratulations ပါ။နောက်ထပ်ဦးသားလေးချက်ရှိပါလို့ရှင်။ဒါဆိုရင်ကျွန်တော်ချက်ရတဲ့ဒီသားဆိုရင်များရှင်။နောက်ထပ် top 6ဈေးလေးကိုဝင်ရောက်လာတဲ့အနာမည်လေးကတော့မအောင်ရဲဦးဆိုရင်လက်ကလေးတော့ထောက်ပြပေးပါဦးနော်။ contestant number အားလုံး contestant number နဲ့တော့ဆောင်လို့ contestant number နံပါတ်နဲ့ထည့်ရပါရှင်။နံပါတ်နဲ့ထည့်ရပါ။နံပါတ်နဲ့ထည့်ရပါနော်။ contestant number contestant number န
ရှင်ပြိုင်နိုင်ဖို့ဆိုတာမှလည်းကပ်နေ